တလေးတသမ3ဆိုတာတော့ဒါကတော့15ပဲကြီးပြပါတယ်ခင်ဗျာ63နဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့တိန်းတန်းစိန်ညာဆိုင်မှာဆိုရင်ကျွန်တော်တို့အသက်ဆက်ရောက်ရှိနေတဲ့ရွှေဆန်းစင်နဲ့ဆိုင်မှာရှိတဲ့ဒီ15ပဲကြီးပြလက်ကောက်လေးကို15ပဲကြီးပြည့်မပြည့်ဆန်းသပ်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုစလိုက်ကြအောင်နော်10 မိနစ်စောင့်ပြရမှာဖြစ်ပါတယ်။ဒါ brain ထုတ်ပြီပေါ့နော်။အခုဆိုရင်ဒါ size ကလေးနဲ့ထွက်လာတာပဲဖြစ်ပါတယ်။ဒါသူ့ရဲ့ရွှေပေါင်းမှုတော့94.35ရာခိုင်နှုန်းဒါတခြားတက်တူတွေကကြတော့3.9ဆိုတာဒါကြီးပေါင်းမှုတော့ဒါတော့ဝေပေါင်းမှုတော့1.4ရာခိုင်နှုန်းဆိုပြီးတော့အဲ့လိုမျိုးအတိအကျထွက်လာတာပဲဖြစ်ပါတယ်။ဒါတော့ရွှေဆိုရင်ဒါ94.35ဆိုတာတော့ဒါတော့15ပဲကြီးကြည့်ပါတယ်နော်90နှုန်းဆိုင်ရဒင်းနာစင်ချန်ရွှေပြီးဒါ15ပဲကြီးကြောင်းဒါအမခံပြီးတော့ဒီရွှေစမ်းစင်နဲ့စမ်းပြပြီးတော့တာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုအားလုံးပဲကျေးဇူးတင်ပါတယ်နော်။